အဲ့တော့ဟုတ်ပြီကျွန်တော်တို့ကပုံမှာ stress ခေါင်းနဲ့ပတ်သက်တဲ့ before treatment နဲ့ after treatment ကြားမှာသူတို့ရဲ့ body weight တွေဝယ်လွယ်ချက်ရှိမရှိကို statistical test လုပ်ခဲ့တယ် test result ရ statistically significant ဖြစ်တယ်ဆိုတဲ့အဖြေရတယ်အဲ့ဒီအတွက်ကျွန်တော်တို့ကဒီရလာတဲ့ result ဒီလုံလောက်မှုရှိရလားကျွန်တော်တို့ရဲ့လေ့လာမှုမှာပြည့်ပြည့်စုံပြီလားကဲဒီမေးခွန်းအတွက်ကြတော့ကျွန်တော်တို့ကကိုယ့်ရဲ့လေ့လာချက်ကဘယ်လောက်ထိရည်ရွယ်ချက်ထားပြီးလေ့လာတာလဲတကယ် treatment တက်ရောက်မှုရှိမရှိလောက်ပဲသိရုံလားဒါမှမဟုတ်လို့ရှိရင်ဒီရလာတဲ့ result ကိုကျွန်တော်တို့ကတကယ်လက်တွေ့မှာလည်းပဲသုံးကျင်တာလားဒီလိုမျိုးကျွန်တော်တို့ကရည်ရွယ်ချက်ပေါ်နည်းနည်းတော့သွားမှုတည်ပါတယ် different ဖြစ်မဖြစ်လေးပဲသိရုံနဲ့ဆိုလို့ရှိရင်တော့ပြင် statistical test result လေးပြလိုက်မယ်အတိုင်းအတာတစ်ခုထိကျွန်တော်တို့လက်ခံလို့ရတယ်ဒါတော့မှအပြည့်အဝလက်ခံလို့မရသေးအဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ကကိုသုတေသနလုပ်တာဒီအဲ့ဒီ outcome မှာကောင်းခဲ့တယ်ဆိုလို့ရှိရင်ကျွန်တော်တို့လက်တွေ့တကယ်အသုံးပြုမယ်ဆိုလို့ရှိရင်တော့ဖြင့်ကျွန်တော်တို့က statistical test တစ်ခုတည်းနဲ့ဘလို့မှမလုံလောက်ပါဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ရဲ့ test statistic လုပ်လိုက်တယ်ဆိုလို့ရှိရင်သူရလာတဲ့ရလဒ်တွေဥပမာထားပါတော့ကျွန်တော်တို့က T test လုပ်တယ်ဒါမှမဟုတ်လို့ရှိရင် F test လုပ်တယ် ANOVA ပေါ့အဲ့ဒီဟာမှာသူပေးတာကဒီ effect ဒီ statistically significant ဖြစ်တယ်ဆိုတဲ့ result ကိုပဲပေးတာ effect ရှိတယ် effect က statistically significant ဖြစ်တယ်ဒါပေမဲ့ဒီ effect ကဘယ်လောက်ပမာဏရှိလဲ magnitude မပြောနိုင်ဘူး practical significant ဖြစ်လားမဖြစ်ဘူးလားလက်တွေ့သွားပြီးဒီ result အတိုင်းပြင်မှာသုံးချမယ်ဆိုရင်အကျိုးရှိမလားမရှိဘူးလားဆိုတာကိုတော့ဖြင့်မပြောနိုင်ဘူးကျွန်တော်တို့ရဲ့ test result ကအဲ့ဒါတွေကိုပြောနိုင်ဖို့ဆိုလို့ရှိရင် effect size ရဲ့ power analysis ရဲ့ထပ်ပြီးတော့မှတွက်ဖို့လိုတာပေါ့ဒီလိုမျိုးကျွန်တော်တို့သုံးခုပေါင်းလိုက်မှသာလေเนาะ statistical result ရဲ့ effect size ရဲ့ power analysis ရဲ့အဲ့လိုမျိုးပေါင်းလိုက်မှသာလေကိုရလာတဲ့ result ကိုအဓိပ္ပာယ်ဖွင့်ဆိုတဲ့အခါမှာပြည့်ပြည့်ဝဝဖွင့်ဆိုနိုင်မှာဖြစ်ပါတယ်အဲ့ဒီကြောင့်မလို့ကျွန်တော်တို့ effect size ဆိုတာဘာလဲပေါ့အဲ့တော့ကျွန်တော်တို့က test statistic လုပ်လိုက်တဲ့အခါမှာ statistical significance ဆိုတာကိုသိရပြီဖြစ်ပြီဒါသည်ကျွန်တော်တို့ practically significant ဖြစ်မဖြစ်ကိုမသိရဘူးအဲ့ဒါကိုသိရဖို့အတွက် effect size ကိုတွက်ရတယ် effect size တွက်လိုက်လို့ effect size တန်ဖိုးကကြီးတယ်ဆိုလို့ရှိရင်တော့ statistically လည်း significant ဖြစ်တယ် effect size လည်းကြီးတယ်ဆိုရင်တော့ဖြင့်ဒီ result ဒီလက်တွေ့အသုံးပြုဖို့လို့အတွက်အဆင်ပြေတယ် practically significant ဖြစ်တယ်ဆိုတဲ့သဘောဖြစ်ပါတယ်အဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့က effect size ဆိုတာဒီ group နှစ်ခုကြားမှာကွဲလွဲချက်ရဲ့ပမာဏကိုပါသူကဖော်ပြနိုင်တယ်အဲ့လိုမျိုးဖော်ပြနိုင်တဲ့အတွက်ကြောင့်မို့လို့ statistical result ကို interpret လုပ်တဲ့အခါမှာရေးပါတဲ့ခန်းကဏ္ဍကနေပြီးတော့မှသူကပံ့ပိုးပေးနိုင်တယ် statistically significant ဖြစ်တဲ့ကိုက effect size ကိုမရှာထားဘူးဆိုလို့ရှိရင်ဒီကွဲလွဲချက်ဒီအရေးကြီးသလားဘယ်လောက်ထိပမာဏရှိလဲကွဲလွဲချက်ပမာဏဘယ်လောက်ရှိလဲဒါတွေပါတခုမှမသိနိုင်ဘူးအဲ့ဒီအတွက်ကျွန်တော်တို့က statistical significant ဖြစ်မဖြစ်သိဖို့က test statistic လို့ရ practical significant ဖြစ်ဖို့က effect size ကိုတွက်ဖို့လိုတယ်ဒါတစ်ချက်ပေါ့ကဲနောက်တစ်ခါကျွန်တော်တို့က effect size တွက်လိုက်ခြင်းကဒီ effect ရဲ့ပမာဏ magnitude ကိုပါကျွန်တော်တို့ကနားလည်လာဖြစ်တယ်အဲ့ဆိုလိုတာက significant ဖြစ်တဲ့ effect size တွက်လိုက်လို့ effect size က practically apply လုပ်လို့ရရလားလုံလောက်တဲ့ပမာဏရှိရလားဆိုတဲ့ဟာကိုကျွန်တော်တို့ကသိလာမှာဖြစ်တယ်သဘောတစ်ခုကကျွန်တော်တို့က test statistic မှာ small p value ရတယ်တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင် statistically significant difference ဖြစ်တယ်သို့တော်လည်းပဲ effect size ရှာလိုက်လို့ small effect size ရတယ်ဆိုတော့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်လိုနားလည်ရမလဲဆိုတော့ကျွန်တော်တို့ပေးလိုက်တဲ့ treatment ဒီတက်ရောက်မှုတော့ရှိတယ်တက်ရောက်မှုနည်းနည်းပဲရှိတာဖြစ်တဲ့အတွက်လက်တွေ့ဘဝမှာသွားပြီးတော့မှအရေးမပါဘူးအဓိပ္ပာယ်မပြည့်ဝဘူးဆိုတဲ့သဘောဒါက statistically significant ဖြစ်တဲ့ small effect size ရတယ်ဆိုရင်တက်ရောက်မှုရဲ့ပမာဏသေးတယ်လက်တွေ့သုံးမယ်ဆိုရင်ထိရောက်မှုမရှိဘူးဆိုတဲ့သဘောဒါမျိုးလေးနားလည်ရမှာဖြစ်ပါတယ်ကဲနောက်တစ်ခါကျွန်တော်တို့က effect size က standardized measure စံတိုင်းတာတစ်ခုအနေနဲ့လည်းပဲသုံးပြုလို့ရတယ်။ဘာကြောင့်စံတိုင်းတာတစ်ခုအနေနဲ့သုံးပြုလို့ရလဲဆိုတော့ကိုယ့်ရဲ့လေ့လာမှုတွေသူတစ်ပါးရဲ့လေ့လာမှုတွေကတစ်ခါတလေမှာအကြောင်းအရာမတူဘူး unit တွေမတူဘူး scale တွေမတူဘူး
အဲ့လိုမျိုးဖြစ်ခဲ့တယ်ဆိုလို့ရှိရင် level နှိုင်းရှင်ခြင်းနဲ့ဆိုလို့ရှိရင်ဒီ effect size တွက်ပြီး effect size အကြီးအသေးဆိုတာတော့ဖြင့်နှိုင်းရှင်ကြည့်လို့ရတယ်ပထမတစ်ခုက plant growth ဘာနဲ့ပတ်သက်တဲ့ plant growth လဲဆိုတော့ organic fertilizer နဲ့ chemical fertilizer သုံးပြီးတော့မှ plant growth ကိုနှိုင်းရှင်တယ်အဲ့ဒီ data ကိုအသုံးပြုပြီးကျွန်တော်တို့ test လုပ်မယ်ပြီးတဲ့အခါမှာ effect size တွက်မယ်ဒါက plant growth နောက်ထပ် experiment ကကြတော့ crop တွေရဲ့ growth ကိုရေလောင်းတဲ့စနစ်ကတက်ရောက်မှုရှိမရှိလေ့လာဒီ crop တွေကိုကျွန်တော်တို့က drip irrigation ပေါ့ drip irrigation ဆိုတာကဆက်ချရေလောင်းတာပင်ရဲ့အောက်ခြေကိုပဲကျွန်တော်တို့ကဒီရေကိုတစ်စက်ချပြီးတော့မှရေလောင်းပေးတဲ့စနစ်နောက်တစ်ခါ regular sprinkler ဆိုတာဖြင့်ကျွန်တော်တို့ဒီပုံမှန်ရေပန်းနဲ့နေရာကျဲကြီးကိုဝေးဝိုင်းပြီးတောက်လျှောက်ဖြန်းတာအဲ့တော့အဲ့ဒီနှစ်ခုကြားမှာ crop တွေရဲ့ growth ကိုတူမတူဆိုတာကိုနိုင်ရှင်းမယ်အကြောင်းအရာလည်းမတူဘူး scale ရောဖြင့်ပင်ရဲ့ growth ကိုပဲဒါ measure လုပ်တာဖြစ်တဲ့အတွက်တူခြင်းလည်းတူမယ်အဲ့တော့အဲ့ဒီဟာကို test statistic လုပ်ပြီးတဲ့အခါမှာ effect size နှစ်ခုစလုံးကိုတွက်မယ်ဆိုလို့ရှိရင် effect size တွေကိုဒါနိုင်ရှင်းမယ်ဆိုရင်နိုင်ရှင်းလို့ရတယ် unit တူတဲ့လေ့လာမှုမျိုးတွေအကြောင်းအရာမတူတဲ့လေ့လာမှုမျိုးတွေမှာလည်းပဲ effect size ကိုနိုင်ရှင်းကြည့်လို့ရတယ်ကဲနောက်တစ်ခုက contextualizing the result ပေါ့ကိုယ့်ရဲ့တွေ့ရှိချက်တွေကိုကျွန်တော်တို့ကဒါဆက်ပြီးလို့ရတယ်ဘယ်လိုမျိုးဆက်ပြီးလို့ရမလဲကျွန်တော်တို့ကြည့်လိုက်တဲ့အခါမှာ statistically significant ဖြစ်တဲ့ဆိုတဲ့တွေ့ရှိချက်ရမယ်ပြီးတဲ့အခါမှာ effect size ထွက်လိုက်လို့ effect size လေးပဲသိမယ်ဆိုလို့ရှိရင် statistical significant ဖြစ်တာကဒီ group တွေကြားမှာကွဲလွဲချက်ရှိတယ် significant ဖြစ်တယ် effect size ထွက်လိုက်လို့ effect size ကလည်းပဲ large effect size ရခဲ့တယ်ဆိုလို့ရှိရင်ဒီကွဲလွဲချက်ဒီတကယ်အဓိပ္ပာယ်ရှိပါတယ်ကွဲလွဲချက်ကြီးမားပါတယ်အဲ့လိုကွဲလွဲချက်ကြီးမားတဲ့အတွက်ကျွန်တော်တို့လက်တွေ့ဘဝမှာဒီတွေ့ရှိချက်ကိုအသုံးပြုမယ်ဆိုလို့ရှိရင်လည်းအကျိုးသက်ရောက်မှုကကြီးမားပါတယ်ဆိုတဲ့သဘောမျိုးအဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ကထားပါတော့ဗျာဥပမာအနေနဲ့ statistical test လုပ်လိုက်တယ်အဲ့ဒါက significant ဖြစ်တယ်သို့တော်လည်းပဲ effect size ထွက်လိုက်တဲ့အခါမှာ effect size က small effect size ရတယ်ဒါဆိုရင်တော့ဖြင့်ဒါသည်သက်ရောက်မှုတော့ရှိတယ် practical significant မဖြစ်ဘူးလက်တွေ့အသုံးပြုမယ်ဆိုလို့ရှိရင်ထိရောက်တဲ့သက်ရောက်မှုမျိုးရမှာမဟုတ်ဘူးကန့်သတ်ချက်တချို့ရှိသေးတယ်ဒီလိုမျိုးလေးကျွန်တော်တို့ကနားလည်လို့ရပါတယ်အဲ့ဒီအတွက်ကြောင့်မို့လို့ကျွန်တော်တို့က pair sample t-test မှာ cohesive d ကိုဘယ်လိုတွက်လဲဆိုတဲ့ဟာလေးကိုဒီမှာနည်းနည်းရှင်းပြချင်ပါတယ်ဒီမှာတော့ပြင်ကျွန်တော်က manually ဘယ်လိုတွက်လဲဆိုတာကိုရှင်းပြမယ်ပြီးတဲ့အခါမှာဒီ package ခေါ်ပြီးဘယ်လိုတွက်လဲပေါ့ပထမတစ်ဆင့်မှာ mean difference ကိုအရင်ဆုံးတွက်ရပါတယ်ကျွန်တော်တို့က before treatment နဲ့ after treatment ဆိုပြီးတော့မှ treatment နှစ်ခုပေးထားတာဖြစ်တဲ့အတွက် before နဲ့ after နဲ့ကို difference လောက်လိုက် difference လောက်ထားတဲ့ရလဒ်ကိုမှ mean ရှာ difference လောက်ထားတဲ့ရလဒ်ကိုမှ standard deviation ရှာဒါဆိုလို့ရှိရင်ကျွန်တော်တို့က mean difference လည်းရပြီ standard deviation difference လည်းရပြီပြီးလို့ရှိရင် mean difference နဲ့ standard deviation difference ကိုချိုးချလိုက်ဒါဆိုလို့ရှိရင်ကျွန်တော်တို့လိုချင်တဲ့ cohesive d တန်ဖိုးရမှာဖြစ်ပါတယ်ဒါကကျွန်တော်တို့ဒါ step by step တွက်တာကျွန်တော်တို့ ARMA package ခေါ်ပြီးတွက်မယ်ဆိုလို့ရှိရင် F size ဆိုတဲ့ package ကိုအရင်ဆုံး install လုပ်ပါပြီးလို့ရှိရင်ကိုတွက်မယ်ဆိုလို့ရှိရင် library သုံးပြီးခေါ်လိုက်ပါသုံးမဲ့ function ကတော့ဖြင့် cohen.d ဝင်ထဲမှာ data ဆိုတဲ့ object ထဲမှာရှိနေတဲ့ after weight, data ဆိုတဲ့ object ထဲမှာရှိနေတဲ့ before weight, ကျွန်တော်တို့ pair t-test လုပ်မှာဖြစ်တဲ့အတွက် pair is equal true ဆိုပြီးတော့မှဒါလေးကို run လိုက်တယ်ဆိုရင် cohesive d တန်ဖိုးကိုရမှာဖြစ်ပါတယ်။တော့ဒီမှာလည်းပဲကျွန်တော်တို့က package ခေါ်ပြီးထွက်တာတော့ဖြင့်ပို့ပြီးတော့မှစင်လဲဖြည့်တယ်လို့ပေးတဲ့ result ကလည်းပဲပို့ပြီးပြည့်စုံတယ်။ cohesive d တန်ဖိုးရမယ်ပြီးတဲ့အခါမှာ confidence interval ဘလောက်နဲ့ဘလောက်ကြားမှာရှိပါတယ်ဆိုတဲ့ဟာလေးပါရတယ်။ဒါလေးပါသိတဲ့အတွက်ကျွန်တော်တို့က effect size က lower bound ကဘလောက် upper bound ကဘလောက်သူနှစ်ခုကြားမှာကွာဟာချက်ကကျင်းနိုင်သမျှကျင်းလေကိုယ့်ရဲ့တွေ့ရှိချက်ကပိုကောင်းလေပေါ့ lower bound နဲ့ upper bound နဲ့ကွာဟာချက် range ကျဲတယ်ဆိုရင်တော့ဖြင့် data က variability များတယ် sample size ကလည်းပဲနည်းမယ်ဆိုလို့ရှိရင်ဒါက range ကနည်းနည်းလေးပိုကျဲသွားမယ်ပေါ့ upper bound နဲ့ lower bound အဲ့ဒီသဘောပါနောက်တစ်ခါအဲ့ဒီနှစ်ခုမှလည်းပဲ manual ထွက်လို့ရတဲ့ result နဲ့
package ခေါ်ပြီးတွက်လို့ရတဲ့ result နဲ့နှစ်ခုကြားမှာနည်းနည်းလေးကွဲလွဲချက်ရှိပါတယ် package ခေါ်ပြီးတွက်လို့ရတဲ့ result ရဲ့တန်ဖိုးကနည်းနည်းလေးပိုပြီးမြင့်ပါတယ်။ဘာကြောင့်အဲ့လိုဖြစ်ရလဲဆိုတော့ကျွန်တော်တို့က manual တွက်တဲ့အခါမှာ mean difference နဲ့ standard deviation difference နှစ်ခုကိုအချိုးချလိုက်တာ straight အချိုးချလိုက်တာ standard deviation ကိုတွက်ပြီးတော့မှအချိုးချလိုက်တာဒီမှာတော့ဖြင့် full standard deviation ရှာ full standard deviation ရှာပြီးတော့မှအဲ့ဒါနဲ့အချိုးချဒါတစ်ချက်နောက်တစ်ခါကျွန်တော်တို့ဒီ test ရဲ့သဘောတရားအရ sample size ကငယ်တယ်ပေါ့ဗျာ30အောက်ဖြစ်တယ်အဲ့ဒီအတွက် sample bias မဖြစ်ရလေအောင်သူက correction လုပ်ပြီးတော့မှပြန်ပြီးတွက်ပေးတာအဲ့ဒီလိုမျိုးကွာဟချက်လေးတွေနည်းနည်းရှိတဲ့အတွက်ရလာတဲ့ coherence တန်ဖိုးကတော့ဖြစ်တစ်ထက်တည်းတူမှာမဟုတ်ဘူးကျွန်တော်တို့ package ခေါ်ပြီးတွက်တဲ့ဟာကပို့ပြီးတော့အဖြေထုတ်ပေးတာလည်းပြည်စုံတယ်လို့ effect size တန်ဖိုးနှစ်ခုရှင်းချင်းနည်းနည်းလေးပိုကြီးမှာဖြစ်ပါတယ်ဒါလေးတစ်ချက်ပြောလိုပါတယ်ကဲဒါဆိုလို့ရှိရင်ဟုတ်ပြီ effect size တန်ဖိုးကကျွန်တော်တို့ဘယ်လိုမျိုးအတိတ်ပဲဖွင့်ဆိုမှာလဲတွက်လိုက်လို့ coherence ရဲ့ D က approximately 0.2 ရတယ်ဆိုလို့ရှိရင် small effect size approximately 0.5 ဝန်းကျင်ရတယ်ဆိုရင် medium effect size 0.8 ဝန်းကျင်ရတယ်ဆိုရင် large effect size ဆိုပြီးတော့မှကျွန်တော်တို့အကောက်ချက်ချရမှာဖြစ်ပါတယ်ဒါကကျွန်တော်တို့ effect size ရဲ့သဘောတရားပါ